Hello assalamu alaikum မင်္ဂလာပါခင်ဗျကျွန်တော်နာမည်ထွန်းအောင်ကျော်ဖြစ်ပါတယ်ကျွန်တော်ကကာတာနိုင်ငံမှာကုမ္ပဏီဖွင့်ပြီးတော့စီးပွားရေးလုပ်နေတယ်ပေါ့နော်ကျွန်တော်အနေနဲ့ကာတာနိုင်ငံမှာလုပ်လာတာ9နှစ်ကျော်ရှိပြီကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးကိုဖန်တီးလိုက်တဲ့အကြောင်းရင်းကတော့ကျွန်တော်ရဲ့အင်မတန်ချစ်ရသောရွှေမြန်မာများအတွက်ကာတာမှာရှိတဲ့ရွှေမြန်မာများနဲ့ဒီ Gulf countries မှာရှိတဲ့မြန်မာတွေတစ်ကမ္ဘာလုံးမှာရှိတဲ့ရွှေမြန်မာတွေသူတို့အတွက်ကျွန်တော်အနေနဲ့ဘာသာစကားကျွန်တော်ကျွမ်းကျင်တဲ့ဘာသာစကား3ခုသင်ပေးမဲ့အစီအစဉ်လေးကိုအဓိကမိတ်ဆက်ပေးချင်တာပေါ့နော်ကျွန်တော်ကအများနားလဲအောင်ပြောရရင်ကျွန်တော်ရဲ့ဘွဲ့ရပါတော့ Arabic subject နဲ့ရခဲ့တဲ့ဘွဲ့ဖြစ်တဲ့အတွက်ကြောင့် Arabic ဘာသာစကားကိုအရေးအဖတ်ပြောကျွန်တော်ကျွမ်းကျင်တယ်ထိုနည်းတူစွာပဲ English ကိုကျွန်တော်ကျွမ်းကျင်တယ် Hindi Urdu ဘာသာစကားကိုပြီးသင်ယူခဲ့တဲ့အတွက်ကြောင့်ဒီ9နှစ်တာကာလအချိန်တော်အတွင်းမှာpractically ပြီးပြင်းပြောခဲ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လည်းပြီးပြင်းပြန်သင်ပေးနိုင်တယ်ပေါ့နော်ဒီဘာသာစကား3ခုကိုကျွန်တော်အနေနဲ့သင်ပေးမှာဖြစ်တယ်အဲ့ဒါမှနံပါတ်1အနေနဲ့ Arabic ဘာသာစကားပေါ့ Arabic ဘာသာစကားကိုကျွန်တော်အနေနဲ့ပုံစံ3မျိုးနဲ့သင်ပေးမှာပေါ့နော်နံပါတ်1ပုံစံကကျွန်တော်တို့ရဲ့ရွှေမြန်မာအကုန်လုံးပေါ့ Arabic ဘာသာစကားအခြေခံရတဲ့သူအရှင်းမရတဲ့သူများသောအားဖြင့်တော့ Arabic ဘာသာစကားနဲ့ကျွန်တော်တို့ရဲ့ရွှေမြန်မာတွေနဲ့တိတ်ဆက်ဆက်မှုမရှိတဲ့အတွက်ကြောင့်ဒီ Arabic အခြေခံစကားလုံးတွေကိုသိမှာမဟုတ်ဒါကြောင့်ကျွန်တော်အနေနဲ့ပုံစံ၄မျိုးခွဲခြားပြီးတော့ပိုင်းခြားပြီးတော့သင်ပေးမှာဖြစ်တယ်နံပါတ်1ပုံစံက Arabi စလုံးတွေကိုမသုံးတော့ဘဲနဲ့ Arabi ဒီ V အခရာတွေကိုမသုံးတော့ဘဲနဲ့မြန်မာစကားလုံးတွေကိုသုံးပြီးတော့မြန်မာအတန်အတွက်နဲ့မြန်မာစာသားနဲ့မြန်မာအဓိပ္ပာယ်တွေကိုတွဲသင်မှာဖြစ်တယ်အဲ့ဒါကျွန်တော်အနေနဲ့တစ်ပတ်မှာ2ရက်သင်ပေးမယ်တောက်ကြစနေကျန်တဲ့9ရက်က online ကနေကျွန်တော် ਨੇ ဟလာ practice လုပ်လို့ရမယ်သူ့ရဲ့သင်တန်းကာလကတော့3လပေါ့နော်3လကျွန်တော်နေ3လဆိုပေမဲ့လေ lifetime ကျွန်တော် ਨੇ အမြဲတမ်းချိတ်ဆက်လုပ်ပြီးတော့ practice လုပ်နေလို့ရမယ်လေ့ကျင့်နေလို့ရမယ်ပေါ့နော်ဒါနံပါတ်1ပုံစံနံပါတ်2ပုံစံကတော့ကျွန်တော်အနေနဲ့ Arabi စလုံးတွေကို Arabi စာသားတွေနဲ့ Arabi အတန်အတွက်တွေနဲ့မြန်မာအဓိပ္ပာယ်တွေကိုတွဲပြီးတော့သင်ပေးမယ်ဒါဒုတိယပုံစံပေါ့Arabi စကားအခြေခံ Arabi စာအခြေခံရတဲ့သူတွေကိုသင်ပေးမှာဒါလည်းတစ်ပတ်ကို2ရက်သင်ပေးမယ်ကျန်တဲ့9ရက်ကကျွန်တော် ਨੇ online ကနေ practice လုပ်လို့ရမယ်အဲ့ဒါကလည်းဒီဒုတိယပုံစံကလည်း3လ course ပေါ့နော်ကျွန်တော် ਨੇ 3လပြည့်သင်တန်းအဖြစ်နဲ့သင်ပေးမှာဖြစ်တယ်ဒီနံပါတ်1နဲ့2ခုစလုံးကကျွန်တော်အနေနဲ့ Arabi စကားပြောဖို့တက်ကိုပဲအဓိကထားမယ်Arabi စကားအရေးကြီးတဲ့ကဏ္ဍတွေအခြေခံကြတဲ့ဟာတွေပြောတတ်သွားမယ်ကိုယ့်အနေကိုတစ်သက်လုံးလေ့ကျင့်သွားလို့ရဖို့အတွက်လေ့လာလို့ရသွားဖို့အတွက်လည်းကျွန်တော်တို့ပြည်နီလန်းတွေကိုချပြပါမယ်ဒါကတော့ပုံစံ2ခုပေါ့နံပါတ်3ပုံစံမှာကကျွန်တော်အနေနဲ့ဗာသင်ပေးမလဲဆိုတော့ Arabi အရေးရောအပြောရောအဖတ်ကိုပြည်စာတတ်တဲ့လူတယောက်ဖြစ်နေတကယ်စကားပြောတတ်တဲ့လူတယောက်ဖြစ်နေတကယ်ရေးတဲ့ဖတ်တတ်တဲ့ Arabi စကားကိုနားလည်တဲ့သူတယောက်ဖြစ်သွားအောင်ကျွန်တော်အနေနဲ့သင်ပေးမှာဖြစ်တယ်အဲ့ဒီတတိယပုံစံမှာလည်းကျွန်တော်အနေနဲ့တစ်ပတ်ကို2ရက်သင်ပေးမယ်အဲ့ဒီ2ရက်သင်ပေးပြီးတော့2ရက်မှာတော့ခုနပြောသလိုပေါ့သင်ခန်းစာတွေ assignment တွေပေးပြီးတော့ကျန်တဲ့9ရက်မှာကျွန်တော်လည်း practice လုပ်ပါမယ် online ကနေသူကကြတော့3လမရတော့ဘူးသူကအရေးရောအဖတ်ကိုအပြောဖြစ်တဲ့အတွက်ကြောင့်သူက6လအချိန်ပေးရမှာဖြစ်တယ်ဒါကတော့နံပါတ်3ပုံစံပေါ့နံပါတ်4ပုံစံကြတော့ကုရ်အာန်ကျမ်းတော်မြတ်ကိုဟလာဖတ်တတ်ရှင်တဲ့ကျွန်တော်ရဲ့မွတ်စလင်တငယ်ချင်းမိတ်ဆွေတွေအတွက်ကုရ်အာန်ကျမ်းတော်မြတ်ကိုပြီးဖတ်တတ်အောင်ကျွန်တော်အနေနဲ့သင်ပေးမယ်ဒီနံပါတ်4ပုံစံကုရ်အာန်ကျမ်းတော်မြတ်ဖတ်တတ်ဖို့အတွက်သင်ပေးရမယ့်ပုံစံတော့ကျွန်တော်အနေနဲ့အခကျွေးငွေယူမှာမဟုတ်ဘူးပညာဒါနလှူတဲ့အနေနဲ့ပဲလူဒါနပညာဒါနအနေနဲ့ပဲကျွန်တော်အနေနဲ့သင်ပေးမှာဖြစ်တယ်ဒါကြောင့်လူချင်းမင်းတို့အနေနဲ့ Arabic ဘာသာစကားနောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်အနေနဲ့ထပ်မိတ်ဆက်ပေးမှာပေါ့နော်လောလောဆယ်တော့ Arabic ဘာသာစကားနဲ့ပတ်သက်ပြီးမိတ်ဆက်ပေးတာလောလောဆယ်ကျွန်တော်ရဲ့ချစ်လိုက်ရသောရွှေမြန်မာအပေါင်းတို့ Arabic ဘာသာစကားကိုပြီးပြင်းထိရောက်သင်ယူခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်သွယ်ပါကျွန်တော်အနေနဲ့ဒီဗီဒီယိုရဲ့အောက်မှာဟာလာကျွန်တော်ဆက်သွယ်လို့ရမယ် contact လေးတွေလည်းချထားပေးမယ်အသေးစိတ်ကိုကတော့ကျွန်တော်ဆက်သွယ်လာတဲ့အခါကျမှပဲကျွန်တော်ရှင်းပြမှာဖြစ်တယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ